2024-25 Premier League Champion ဆုကိုတော့ Liverpool အသင်းကထိုက်တဲ့နိုင်ရရှိခဲ့ပါပြီ Congratulations ပါ Liverpool ရဲ့ဒီနေ့အတွက်အကောင်းဆုံးကြိုးစားပြီးတော့ဒီ flower ကိုရယူနိုင်တယ်ပေါ့နော်ပြောရမယ်ဆိုခြေစွမ်းတည်ငြိမ်မှုအပြည့်နဲ့ Premier League ရုံးမှာ Liverpool အသင်းကပြောရမယ်ဆိုအကောင်းဆုံးပြန်တန်းနိုင်ခဲ့ပါတယ်ဒီနှစ်မှာတော့ Arsenal အသင်းက Premier League Champion ဆုကိုအကောင်းဆုံးဖိအားပေးနိုင်မယ်လို့ထင်ထားရပေမဲ့ရာသီဝက်လောက်ကစပြီးတော့ဒဏ်ရာလူစီရင်များပြားလာမှုရဲ့အပေါ်မှာ Arsenal အသင်းကခြေချော်မှုတွေအများပြားဖြစ်ခဲ့ပြီးတော့နောက်ဆုံးတော့ Premier League ကိုစောစောစီးစီးလက်ပြနှုတ်ဆက်ခဲ့ရတယ်ပေါ့နော်။ကျန်တဲ့အသင်းတွေဆိုဒီမှာလည်းဒီနှစ်မှာ Man U စပါးတို့အဆ14အောက်ကိုရောက်ရှိသွားခဲ့ပြီးတော့ Man City အသင်းဆိုရင်လည်းပဲဒီနှစ်မှာအစိတ်တောင်မှရှိနေအောင်တွေ့ရတယ် Nottingham Forest တို့လိုအသင်းမျိုးတွေက1 2 3လောက်မှအချိန်တော်တော်ကြာရပ်တည်ခဲ့တာမျိုးတွေက Premier League ရဲ့ပြိုင်ပွဲမှာတော်တော်လေးကိုမြင်ရခဲ့တဲ့အချိန်တွေလို့ပြောလို့ရတယ်ပေါ့နော်။သို့တော်လည်းပဲဥရောပရန်ကုန်မှာတော့ Arsenal အသင်းက Champions League Man U နဲ့စပါးအသင်းတို့က Europa League မှာဆက်လက်တောက်ပလျက်ရှိပြီးတော့ Semi-final stage ကိုရောက်ရှိနေကြပြီပေါ့နော်။ Arsenal အသင်းဆိုရင်လည်းပဲ Champions League ဝင်လို့ဖြစ်ဖို့အတွက်ရေပန်းအစားဆုံးအသင်းတော်မှာဖြစ်နေခဲ့တယ်အဲ့တော့ကျန်တဲ့ Premier League ကလပ်တွေလည်းပဲဥရောပရန်ကုန်မှာဆက်လက်တောက်ပပြီးတော့ flower တွေရရှိနိုင်ကြပါစေလို့ဆုတောင်းပေးနေကျွန်တော်Arsenal by Jake Channel ကနေပြီးတော့ congratulation video လေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ် video နဲ့ပြန်လည်တွေ့ဆုံကြပါ